ကျွန်တော်အကြံပေးချင်တာတော့အများကြီးလိုတယ်ပံ့ပိုးမှုတွေအများကြီးလိုတယ်ဒီတရုတ်ဆောင်အခုတကယ်ရိုက်နေတဲ့တရုတ်ဆောင်ရဲ့အကုန်လုံးနဲ့မှာ international ဖြစ်စေတဲ့အသိဉာဏ်တွေစကားမပြောဘဲနဲ့သိနိုင်တဲ့အမူအရာလုံနည်းတွေတေချာသင်ပေးတာလေသူတို့ကလည်းတကယ်ယူတာအဲ့တော့အဲ့ဒီလိုမြင်ဖို့က9ရက်ထဲရိုက်လို့ကားအိတ်ကမဖြစ်နိုင်အခု9ရက်ထဲနဲ့ကားရိုက်လေပြီးတယ်ဟိုတနေ့ကလည်းဟို weekly 11လာမေးတာဟိုအရေးစရာကားရိုက်ကျွန်တော်မရိုက်ချင်ဘူးကျွန်တော်ဘောကရည်စရာမကောင်းဘူးကျွန်တော်ရည်စရာသိပ်မလုပ်တတ်ဘူးအဲ့တော့ရည်စရာရိုက်တာကိုလည်းကျွန်တော်လေးလာတဲ့အခါမှာကြည့်တဲ့ပြည်သက်ပျော်သွားတယ်အဲ့ဒီဟာကိုရည်ရွယ်ပြီးရိုက်တယ်ဆိုရင်ပြောစရာမရှိဘူးဒါနဲ့ရည်စရာကားရိုက်တယ်တတိပစံရတယ်တေးဥဆောင်ဘာနာမည်မှမရဘူးတီချာချာနားလေစေချင်တယ်တွေးစေချင်တယ်လူရှင်တော်တယောက်အတွက်ကတော့ရည်စရာကားရိုက်လို့ကြီးကျယ်သွားတာသူအတွက်အမြတ်ပဲဒါနဲ့အရန်အောင်မြင်နေတဲ့လူကရည်စရာရိုက်ရင်သူတေးချာစဉ်းစားပြီးရိုက်ပြီပါအတိတ်ပဲလွယ်မှားသွားစေတဲ့တရုပ်ပြမှုတွေကိုတင်စားပြီးရိုက်လိုက်လို့ပိဋကအဲ့ဒီလူအထင်သေးသွားမှာဥကြော်ရင်စိုးရိမ်တယ်တတိပေးခြင်းတယ်ကျွန်တော်တပင်းကြီးတော်ကြီးတယ်ကျွန်တော်နှုတ်ထွက်တာအဲ့ဒါလည်းပါတယ်ကျွန်တော်မရိုက်ဘူးအခုနောက်ဆုံးကြိုးတန်းလို့ရိုက်ခင်ဗျကျွန်တော်တေချာရိုက်ပေးမှာကြော်ဝဲလာတာမလားစိတ်အရင်မကြည့်ဘူးခင်ဗျတေချာရိုက်ပေးမှာကျွန်တော်နဲ့တူပါဝင်မဲ့လူတွေဟာကိုတေချာရိုက်ပေးမလားကျွန်တော်လည်းကောင်းလို့မရဒါနဲ့ပါလာတဲ့တရုပ်ဆောင်တွေဘုန်းကြီးကြံပြန်မယ်ကျွန်တော်ကျမအဖြစ်ဘာလို့ဆရာရှိလို့ပြက်ကလေးရဲဆရာရှိလို့ကြော်ညာရဲဆရာရှိလို့နိုင်ငံရသွားဘူးကျွန်တော်စိတ်ဝင်စားဘူးလေဘာလို့ဆိုသူများရင်မကြိုက်ရင်အစရတယ်မရိုက်နဲ့ဒီကားမခံနဲ့ပေါ့နော်အဲ့တော့ရိုက်ပြီဆိုလို့ရှိရင်ဘာပဲဖြစ်နေဒီကားကြီးကိုတေချာရိုက်အဲ့လိုရိုက်လို့ရတော့ဗျာခင်ဗျားပြောတယ်ရွှေခစ်ဆိုတာပြန်ရောက်တယ်အခုအားလုံးကိုကျွန်တော်လည်းဒီမျက်နှာယူတဲ့ယူကင်မရာယူကြည့်ပြီးမေးတယ်အခုလက်ရှိတရုပ်ဆောင်အားလုံးဒီစိတ်တကယ်ရှိရလားရုပ်ရှင်ရိုက်နေဘာစိတ်နဲ့ရိုက်နေကြတာလဲဥကျော်ပေးပြီးရိုက်နေအခုကြိုးတန်းရိုက်ပြီးပြန်လာတယ်တကားမှမရိုက်ဘူးလာငားတယ်မရိုက်ဘူးဘာလို့ဆိုထွက်ခံပြီးဥကြောင်ကားမကြံခဲ့စေချင်အဲ့လိုစိတ်တွေလည်းရှိဖို့လို့အဲ့တော့ဆရာမျိုးပြောတဲ့မိကုန်းကိုဖြေရမယ်ဆိုရင်အခုလက်ရှိလှုပ်ရှားနေကြတဲ့ပညာရှင်အားလုံးကိုအမှုပညာတွေလို့သတ်မှတ်တဲ့လူအားလုံးကခံယူချက်တွေပြင်းထန်ပါစေကျွန်တော်ငတ်ခံတယ်မနေ့တခါရိုက်ညနေတခါရိုက်ကျွန်တော်မလုပ်ဘူးမဖြစ်နိုင်ဘူးဘာလို့လူတယောက်ရဲ့ဇလန်းကိုရိုက်တာဒီကိုမသိတဲ့ဇလန်းလေးရဲ့လူနောက်ညနေတော့ရတဲ့ကအဲ့လူမဟုတ်ဘူးနောက်ကာရက်တာတစ်ခုဒီလမ်းကြားထဲမှာဒီစိတ်ကိုပြောင်းပေးလို့ရလို့လားအဲ့တော့သူမိရက်ကဒါပဲရတယ်ဖိရိုက်ကြဟေးကျွန်တော်မရိုက်ဘူးမငားရင်လည်းနေဘာလို့လဲဆိုကျွန်တော်ထူထောင်ခဲ့တာရခုနပြောတယ်ပတ်စံလူချင်းလောကတယ်ဝင်တယ်ဒါနဲ့ကြီးကျယ်တဲ့တရုပ်ဆောင်မှုဆိုပညာရက်ကြီးတိလိုက်တဲ့အချိန်ဟန်စပြီးမရိုက်တော့ဘယ်တော့ပေးမရိုက်ဘူးအဲ့ဒီလိုအယူအဆရှိပြီးတော့အဲ့ဒီတရုပ်ဆောင်နေဖန်တီးတဲ့ပညာရှင်တွေအတတ်ပညာရှင်အားလုံးဟာအဲ့ဒီစိတ်မျိုးနဲ့ရိုက်မယ်ဆိုရင်ခုနဆရာမျိုးမြုံလင်းနဲ့ရွှေခွေပြန်ရောက်တယ်